အားလုံးမင်္ဂလာပါကျွန်တော်တို့88လမ်း12လမ်းတောင်းမှရှိတဲ့ဒိုးကလေးဆိုင်မှာအဝါစားဘူဘေးကိုပြန်ပြီးတော့စတင်နေပါပြီဆိုတဲ့အကြောင်းအသိပေးတာပါခင်ဗျာအခုကဟင်းမွေးတွေလည်းထပ်တိုးထားတာလေးရှိတယ်လူတယောက်ကြိုက်တဲ့လောက်ဟင်းမွေးတွေကိုအဝါစား6800နဲ့စားလို့ရမယ်ဟင်းမွေးတွေကပေးသမင်းကျော်ကျဲဦးသမင်းကျော်သမင်းစီစံစီသမင်းကောင်းကြီးပေါင်းအစိမ်းကျော်ကျဲဦးချင်ဆက်ဒီကျဲဦးချင်ဆက်တွေကြတော့သမင်းကျော်တွေပါနဲ့စားလို့ရတယ်လေမိုသီးပြိုရင်လည်းတောက်လို့ရတယ်လေမိုသီးပြိုရင်ခောက်ဆွဲကျော်လက်ဖက်သမင်းတုပ်မွေးငါမုံဒီတုပ်မုံဖက်တုပ်ရှမ်းစံစည်းစံပြပလာတာထတ်တရာပဲအီဂျာစမူဇာလက်ဖက်ရည်ကော်ဖီအဲ့တော့လူတယောက်ကို6800နဲ့ဒါတွေအကုန်လုံးကြိုက်တဲ့လောက်ဟိုကစားလို့ရပါတယ်ဆိုတဲ့အကြောင်းကိုလူကြီးမင်းတို့ဖိတ်ခေါ်ပါတာပါရောက်ပင်နေရောဒီမန်းလေးမျိုးကအနေနဲ့ရလူတွေလာပြီးတော့သုံးဆောင်လို့ရပါတယ်ဆိုတော့မိတ်ဆွေတွေနဲ့ပဲလာစားစားတငယ်ချင်းတွေနဲ့ပဲလာစားစားသုံးဆောင်လို့ရပါတယ်ဆိုတော့အကြောင်းကျွန်တော်ကဖိတ်ခေါ်တာပါခင်ဗျာအတိပေးတာပါခင်ဗျာဟုတ်လေမင်္ဂလာပါဟုတ်လေမင်္ဂလာပါဟုတ်လေညမာလိုက်မမြန်ကြတယ်မဟုတ်လေညီမလူမျိုးလားလို့အော်ဟုတ်တယ်ညီမဟုတ်လေချစ်စရာလေးနော်လာနော်တခြားကြောင့်ပြောပါလားအဲ့ဒါတင်ပြီးသားဆိုတော့တခြားကြောင့်ညီမလေးကကောင်းလေးနဲ့ဒီဒိုးလေးဆိုင်ကို6800တန်းအဝါစားပူပေးလာထားတာပေါ့မကောင်းလေးမထားဘူးရှင်ဟုတ်လေကွက်ကိုဝယ်ထားနိုင်တယ်လေကောင်းလေးမထားဘူးအဲ့ဒါဆိုအပြိုးလေးပေါ့ဒီနေ့ပြီးတော့ပြိုပေါ့နှစ်ဖန်ကြရင်တော့မသိချဘူးနှစ်ဖန်ကြညီမလေးကအိမ်အောင်ပြုတော့မှာဟုတ်ဘူးလေမနာမှာအဲ့လိုမတမားတဲ့လူတွေကဝိုင်းနေရဆိုတော့ဖြစ်ကြီးဖာရက်ခေါင်းမှာမဟုတ်ဘူးစိတ်ချရတာပေါ့အဲ့ဒါကြောင့်အေးတော့ရင်းကလည်းတုံမှုလေဆိုတော့လေရင်းလည်းကြုံမှုလားဘာတွေကြုံမှုလားရင်တော့ညီမကကုမ္ပဏီတစ်ခုမှဆေးမှလုပ်တယ်အပြန်မိုးချုပ်တယ်လေတည့်ရတဲ့အတိုင်းပဲအပြန်မှာလူယုံမှတယောက်နဲ့တွေ့ဘူးတယ်မတမားတဲ့လူယုံမှလေသူကညီမကိုမေးတယ်ဟာမေးနင်းအသက်ကိုပဲအသေးခံမလားဒါမှမဟုတ်ငါဘလက်ကာရပြူတာကိုခံမလားတဲ့အဲ့တော့ညီမကဘလို့ပြန်ပြေးလိုက်တော့အသက်ပဲသိခံမှာပေါ့အရှက်တော့ပဲကွဲခံမှာတက်ကန်လဲဆိုတော့ဘာလို့ဒီကင်းမှာဥဒိမသေးသေးရရလဲဘာလို့လဲငါပြောပါမှာလို့မဟုတ်တော်တယ်လို့ညီမတော်တယ်တော်ညီမမကြိုက်ဘူးမဟုတ်လေမဟုတ်လေညီမလေးကိုတော်တယ်လို့ပြောတာကိုကြီးဟိုဟာဖြစ်ပါတယ်ရှက်ပါနဲ့ကိုရဲ့ဒီမဲ့အခုချက်ကိုညီမလှမ်းကြည့်လိုက်ကြတဲ့ခြေမကိုတွေ့ပြီးတော့ခြေနေအားလုံးတီးပြီးတာအယုတ်ဒီမှာဒီလိုထဲလို့ပါငါမိမအသိဆုံးပါ